ရိုင်မှုတဲ့ရေသစ္စာကတိတွေအချင်းချင်းဆိုခဲ့ကြတာတွေမြပြားထန်တော်ပါကတောင်းစုချွေခဲ့ဦးတော့ဘယ်လိုဘဝမျိုးရောက်ပါစေဘယ်လိုခက်ခဲရှိပြီဒီရေးဆိုင်တော့ကြောပြတ်ကြမယ်လေအချစ်စီမရင်အချစ်မိမဆောက်ရမှာပေါ့အမငယ်ဝနဲ့ချစ်သူကြီးကတိတွေပန်းချွေချစ်တဲ့သူတွေမောင်းပြလိုက်မယ်လေဘုံကျင်တိုင်းဝိုင်းနေဘလို့ပဲရဲ့ပြောရပါလိမ့်စေနာမရောက်မှနဲ့ချစ်သူကြီးနှစ်ယောက်သားတွေ့တဲ့ချိန်မှလေတိုင်းမင်းလို့ဆွေးနွေးကြမယ်မေရောင်မြူသောချစ်ခီးလမ်းမယ်လေတယောက်တည်းချိန်မင်းပြီးတော့ဝေဒနာတွေမခံစားနဲ့မေကြားလေတွေ့လူဝေးရရတဲ့ချစ်သူတွေများနေဒီလိုဖြစ်မျိုးတော့တို့မကြုံညင်မူလေပြည့်ကလေးစီချစ်ကမားလေးတခုတည်ဆောက်ကြမယ်လေတန်ရစိတ်မဝင်တဲ့ချီဖြူစင်သောမြတ်တာပန်းနှစ်ယောက်သားပန်းစင်ပြီးတော့နှစ်တရားတိုင်းသေးချစ်မိမှန်စီရောက်လန်းကြမယ်လေတိုင်းသေးမြစ်တာမရိုင်မှုတဲ့ရေသစ္စာကတိတွေအချင်းချင်းဆိုခဲ့ကြတာတွေမြပြားထန်တော်ပါကတောင်းစုချွေခဲ့ဦးတော့ဘယ်လိုဘဝမျိုးရောက်ပါစေဘယ်လိုခက်ခဲရှိပြီဒီရေးဆိုင်တော့ကြောပြတ်ကြမယ်လေအချစ်စီမရင်အချစ်မိမဆောက်ရမှာပေါ့အမငယ်ဝနဲ့ချစ်သူကြီးကတိတွေပန်းချွေချစ်တဲ့သူတွေမောင်းပြလိုက်မယ်လေဘုံကျင်တိုင်းဝိုင်းနေဘလို့ပဲရဲ့ပြောရပါလိမ့်စေနာမရောက်မှနဲ့ချစ်သူကြီးနှစ်ယောက်သားတွေ့တဲ့ချိန်မှလေတိုင်းမင်းလို့ဆွေးနွေးကြမယ်မေရောင်မြူသောချစ်ခီးလမ်းမယ်လေတယောက်တည်းချိန်မင်းပြီးတော့ဝေဒနာတွေမခံစားနဲ့မေကြားလေတွေ့လူဝေးရရတဲ့ချစ်သူတွေများနေဒီလိုဖြစ်မျိုးတော့တို့မကြုံညင်မူလေပြည့်ကလေးစီချစ်ကမားလေးတခုတည်ဆောက်ကြမယ်လေတန်ရစိတ်မဝင်တဲ့ချီဖြူစင်သောမြတ်တာပန်းနှစ်ယောက်သားပန်းစင်ပြီးတော့နှစ်တရားတိုင်းသေးချစ်မိမှန်စီရောက်လန်းကြမယ်လေ